လူတွေအများကြီးကိုသိနေဖို့မလိုဘူးတဲ့တကယ်လိုအပ်တာကသိတဲ့သိထိုက်တဲ့လူတွေနဲ့သိနေဖို့အကောင်းဆုံးကွန်ရက်ဖွဲ့နိုင်ဖို့ဒါကပိုအရေးကြီးတာဘဝမှာအဆင်ပြေဖို့အောင်မြင်မှုရရှိဖို့ကိုယ်လုပ်ငန်းအဆင်ပြေဖို့ဆိုရင်လူတော်တော်များများ communication ပေါင်းတဲ့ဆက်ဆံရေးကောင်းကျင်ကြတယ်အဲ့ဒီအတွက်တွေ့ကြရလူနဲ့စကားတွေပြောတယ်ဗျရင်ထဲကပါတီဖြစ်စေမပါတီဖြစ်စေစကားတွေပြောကြတယ်အဲ့လိုပြောရင် communication ကောင်းတယ်ပေါင်းတဲ့ဆက်ဆံရေးကောင်းတယ်အဲ့ဒီအတွက်ကိုယ်လုပ်ငန်းကိုအကျိုးပြုမယ်ဘာညာလို့ထင်တတ်ကြတယ်တကယ်တမ်း communication ကောင်းဖို့ပေါင်းတဲ့ဆက်ဆံရေးကောင်းဖို့ဆိုတာကအဲ့လိုလိုက်လို့ရတာမဟုတ်ဘူးကိုယ်လုပ်ငန်းအဆင်ပြေဖို့တကယ်လိုအပ်တဲ့ကွန်ရက်ကဘာလဲဆိုတော့ကိုယ်လုပ်ငန်းနဲ့ပတ်သက်ပြီးသိတဲ့သိထိုက်တဲ့ပြောတဲ့ပြောထိုက်တဲ့ဆက်ဆံတဲ့ဆက်ဆံထိုက်တဲ့လူတွေနဲ့တေးသေးချာချာစနစ်တကျရင်ထဲကလာပြီးတော့တေချာပေါင်းတင်ဆက်ဆံတတ်ဖို့လိုတာပဲဖြစ်တယ်လူအများကြီးနဲ့လိုက်သိနေစရာမလိုဘူးဗျာလူအများကြီးနဲ့လိုက်ပြောနေစရာမလိုဘူးတကယ်လိုအပ်တဲ့လူနဲ့ပဲတေးသေးချာချာစစ်စနစ်တကျကွန်ရက်ဖွဲ့နိုင်ရင်ရပြီအဲ့ဒါပဲအရေးကြီးတာ